Hey မကလာပင်ကျွန်တော်နာမည်ကတော့ဂျူလီယာဒီမှာတော့စပိုင်း new fight ချထားတဲ့စပိုင်းကျွန်တော်ရခဲ့ပြီသူ့ကျွန်တော်ရခဲ့ပြီသူ level 90လေးဖြစ်သွားပြီအဲ့ဒီဖက်လည်းဆော့ပေါ့ဝဘုံလည်းဆော့သွားပြီ fight စားဘုံတော့မဟုတ်ဘူးเนาะကဲအဲ့တော့စပိုင်း guide လေးကျွန်တော်ဒီနေ့တင်ပေးမှာပဲစပိုင်းကိုဘယ်လိုဆော့ရမလဲ how to စပိုင်း how to set how to build and how to play အဲ့ဒီမျိုးလေးပေါ့เนาะကဲစအောင်စပိုင်းက Geo Fighter Creator ဖြစ်ပြီးတော့ main DPS လည်းဖြစ်တယ်စပိုင်းကဘယ်လိုပြောရမလဲပေါ့ဆောင်းကောင်းတဲ့ DPS ထဲမှာပါတယ်ဘာလို့ဆိုတော့သူ့ရဲ့အခုမှအသစ်ထွက်လာတဲ့ Luna Crystalline Reaction အသစ်နဲ့သူနဲ့ဆောင်းလိုက်ဖက်တာပြီးတော့သူ့ရဲ့ talent နေ elemental skill တွေ elemental power တွေကလည်းဆောင်းလန့်နေအဲ့ဒါမို့ခင်ဗျားမှာစပိုင်းမရှိဘူးဖိုးတယ်မှာဖိုးတယ်မှာလေဆွဲထားတယ်မလူစင်နဲ့50ကဲခုစမယ်ဘပုံမှာကအခုကျွန်တော်ကိုင်းနေတာ Harbinger of Dawn အဲ့ဘပုံကခင်ဗျားကသွေး90%ရှိနေခင်ဗျားကို crit rate 28% ပေးမယ်သွေး90အောက်ရောက်ရင်အဲ့ဒီပတ်စက်ကမရှိတော့ဘူးအဲ့ကြောင့်မို့ခင်ဗျားသွေး90အောက်မရောက်မို့အရေးကြီးတယ်ရောက်ရင်ခင်ဗျားကပတ်စက်မရတော့ဘူးအခြားဘုံတွေလည်းကန်လို့ရတယ်သူ့ရဲ့ signature အကောင်းဆုံးပဲပြီးတော့ Churi ရဲ့ signature ပြီးတော့ Fuina ရဲ့ signature ဘုံတွေလည်းကန်လို့ရပြီးတော့ Force ထဲမှာဆိုရင်နလန်းက ဆော့ကန်လို့ရတယ်ပေါ့နော်အခုကျွန်တော်ပြထားတဲ့ဆော့ကန်လို့ရတယ်ပြီးရင်သူ့ဆန်းထဲမှာဆိုတော့အခုကျွန်တော်ကန်ရတဲ့ Harbinger of Dawn ဆိုတဲ့ဟာဒီကအကောင်းဆုံးပဲအဲ့ဒီတော့တော်ကောင်းတယ်ဟောဆိုခမရကို crit 28%အောင်ပေးနေရလေစဉ်းစားကြည့်တော့ကဲအာဒီဖတ်မှာဆိုရင်တော့ခမရကဒီ Bloom of the Mind Desire ဆိုတဲ့အာဒီဖတ်လေးဆက်လို့ရမယ် Not Crying က domain မှာရှိတယ်အဲ့ဒါတော်ကောင်းတယ်သူ့ရဲ့ main stack ကဘယ်လိုစရမလဲဆိုတော့ကျန်တဲ့ကရိုးပဲစမ်းတဲ့ကောင်းလို့မှာပဲတစ်ဖက်သွားမယ်နောက်ဆုံး crown မှာကတော့ create လို့လေ create မိထိုင်တော်ကောင်းသွားပြီ main stack တွေမှာပြောရမယ်ဆိုရင်တော့ create မှာက80ကျော်80လောက်သွားရင်စင်မိပြီ create မိမှာတော့200ကျော်လောက်ဆိုရင်တော်ကောင်းသွားပြီအဲ့လောက်ပဲကျွန်တော်ကန်လာပြန်မှာအဲ့လိုလေးဆက်ပြီးတော့သုံးကြည့်တာတော်ကောင်းတယ်ကဲ constellation မှာတော့ C1 ကကောင်းတယ် C1 ကတော်ကောင်းတယ် C2 C3 C4 ကတိတ်မကောင်းဘူး C5 ကမိုက်တယ် C6 ကတော့အကောင်းဆုံးပဲပေါ့နော်အဲ့လိုပဲပြောရမယ်ဘာလို့ဆိုတော့ကျွန်တော်တစ်ခုချင်းရှင်းပြမယ်ဒီမှာ C1 ကခမရဲ့ E skill သုံးလိုက်ရင်ဗျာ visit ထက်က Geo visit ထက်ဖြစ်ပြီးတော့ခမ visit နဲ့ခြိုင်သူ့ဘေးနာ stat လေးပြည့်သွားရင်အဲ့တက်လားအဲ့လိုလေးမြင်းပေါ်လာရင်အဲ့ဒါကဆောင်းဝမ်း damage ပြင်းနေအဲ့ဒါကိုတိုးပေးတယ်သူကအဲ့ဒါ damage ကိုတိုးပေးတယ်ပြီးရင်အဲ့ဒီ step ပြည့်တာလေးကိုပုံမြန်အောင်လုပ်ပေးတယ်ပြီးရင် Luna Crystalline Reaction ကိုလည်းသူက270 damage တိုးပေးတယ် C1 ကဲ C2 မှာတော့ found 2မျိုးရှိရပေါ့နော်ဓာတ်ရိုက်တဲ့ found နဲ့မြင်းနဲ့ရိုက်ချတဲ့ found ကိုကျွန်တော်2မျိုးခွဲထားတယ်သူဓာတ်ရိုက်တဲ့ found မှာကျွန်တော်တို့က co-op မုန်းနေဆိုရင်ကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်နီနာမှာရှိရင် Luna Crystalline Reaction က 30% တိုးရတယ်အဲ့ဒါကတော့ C2 Collision 3မှာတော့ထွေးထူးဘာမှမဟုတ်ခင်ဗျားရဲ့ E skill ကို level ထပ်တင်ပေးလိုက်တယ်ပေါ့ဒါပဲကဲ Collision 4မှာကတော့ခင်ဗျားရိုက်လိုက်တဲ့၄ချက်မြောက်မှာ Luna Crystalline Reaction damage ကို250တိုးသွားတယ်အဲ့ဒါပဲအဲ့ဒါသူ့ရဲ့ C4 ကဲအားလုံးတောင်းပါတယ် C5 ကတော့တိတ်တော့မကောင်းဘူးဆိုတော့သူ့ရဲ့ elemental power ကို level 3ခုတင်ပေးပြီတယ် level 15 max ဖြစ်အောင်လို့ကဲစစ်စစ်ကတော့ပြောကြမလို့ဘူးချုံးချက်မရှိဘူးစကေးတွေအားလုံးဘော့တွေအားလုံးပတ်စစ်တွေအားလုံး upgrade တင်ပေးလိုက်တယ်ဒါပဲကဲသူ့ရဲ့ talent အကြောင်းကျွန်တော်ပြောမယ်ဒါတော့သူ့ရဲ့စကေး heaven and earth mate manifest လို့ခေါ်တယ်သူ့ရဲ့စကေးကတော့ like ဒီတိုင်းပဲသူကဓာတ်ရိုက်တဲ့ form ပြောင်းရမယ်ရိုင်းနဲ့4ချက်ပြီး5ချက်သူ့ရဲ့ဘေးနာ energy bar လေးပြည့်သွားရင်မြင်းနဲ့ရိုက်ချရဲဒါပဲကဲသူ့ရဲ့ elemental bar အဲ့ဒါတော့သူ့တတ်မှတ်ထားတဲ့ area ထဲမှာ Geo damage ရော Luna Crystalline damage ရောပေါင်းပြီးပေးမယ်ခင်ဗျားကဓာတ်ရိုက်တဲ့ form မှာဆိုရင် damage ကနည်းလိမ့်မယ်ဒါပေမဲ့ခင်ဗျားမြင်းနဲ့ရိုက်ပြီးသွားတဲ့ form မှာတော့ damage ပြင်းသွားလိမ့်မယ်ကဲ skill ပြီးတော့တန်းလန့်ရောက်ပြီကဲပထမတန်းလန့်ကတော့ခင်ဗျားတို့ရဲ့ E skill ပေါ့နော် E skill က target ကိုထိရင် damage ပိုတိုးပေးတယ်ပေါ့4စက္ကန့်လောက် damage တိုးတဲ့ effect တက်အောင်နေမယ်စပိုင်းမှာရှိတဲ့ defense ရဲ့60%
ကိုယူသုံးပြီးတော့ဒါပေမဲ့ပေးလိမ့်မယ်ပေါ့နော်တစ်ဖန်ကတော့60%လောက်ကျော်သွားလိမ့်မယ်ကဲစပန်ရဲ့နောက်ထပ်တန်လန်ကတော့ဂျီယိုနဲ့ဟိုက်ဒရိုနဲ့တွေ့သွားရင်ဗျာခင်ဗျားက elemental mystery 60%ရလိမ့်မယ်အဲ့ဒါပဲအဲ့ရပိုကောင်းပါနော်နောက်ထပ်တန်လန်ကတော့ခင်ဗျားရဲ့ teammate ဒီထဲမှာကွာ hydro crystallite reaction ပါတဲ့သူရှိရင်အဲ့ hydro crystallite reaction ကနေပြီးတော့ lunar crystallite reaction တို့ပြောင်းလဲသွားတယ်ကွာပြောင်းလဲပြီးတော့ခင်ဗျားရဲ့ defense 100% defense နဲ့အတူ lunar crystallite reaction က 9% တိုးသွားပြီးတော့ 14% လောက်ရှိပါတယ်ကဲနောက်ဆုံးတစ်ခုကတော့ခင်ဗျားညဘက်ရောက်သွားရင်ကွာခင်ဗျားရဲ့ bird ကလုံးဝ energy ချဖြည့်စရာမလိုဘဲနဲ့ auto ကြီးပြည့်နေမှာပေါ့နော်တဖြည်းဖြည်းနည်းနည်းချင်းပြည့်နေမှာကဲဒါကတော့ကျွန်တော်ရဲ့ Genshin Impact စပိုင်း guide ဖြစ်ပါတယ်အခုတော့ကျွန်တော် gameplay လေးပါအခုကျွန်တော် artifact domain တစ်ခုတော့ fan ပြမယ်ပေါ့နော်ဒါပေမဲ့ဘယ်လောက်ထွက်လဲပေါ့နော်ဘယ်လောက်ကြီးကျန်းလဲပေါ့နော်ဒါပေမဲ့ကျွန်တော်တစ်ခုပြောမှလားဒီစပိုင်းက Geo ဆိုတော့ Hydro နဲ့ထိမှ damage ရပြင်းတာ Geo တိုင်းပဲသွားချိုင် damage ရအဲ့လောက်မပြင်းဘူးဗျာအဲ့လိုခင်ဗျားတို့ဒီမှာ Hydro ကောင်းရှိမှဆိုတယ် Fuina နဲ့တွဲလို့ရတယ်ဒါပေမဲ့ Fuina နဲ့တွဲခဏခဏ shot မကောင်းဘူး Columbina ရှင်ကောင်းပါတယ် Columbina ဆောင်းမိုက်တာ Columbina နဲ့ပြီးအခြား Hydro ကြိုက်တိုင်းတောင်းရတယ်နော်ပြီးရင် Iluka Goro Aino တို့နဲ့ကအကောင်းဆုံးပဲDivine light, shield them! I'm going in! Usual! Be cleansed! Light the dust! Light compels you! Go get it, Aiden! Lofty wisdom will show us the way! The show begins!ကဲမင်းတို့မလို့ခင်ဗျားတို့ကျွန်တော် Lunar Crystallite Reaction အကြောင်းရှင်းပြမယ် Lunar Crystallite Reaction ကခင်ဗျားက Hydro နဲ့ Geo နဲ့တွေ့သွားရင်ကွာဒီမှာဘေးနားတွေ့တာလ3ခုပေါ်လာလိမ့်မယ်အဲ့လ3ခုကခင်ဗျား basic ထက်ခြားတိုင်းတစ်ချက် Lunar Crystallite damage တွေပေးတယ်ပေးပြီးတော့ခင်ဗျားရဲ့ Elemental Bar ကခဏခဏပွင့်နေမယ်ပြီးရင် scale မြင်းနဲ့ရိုက်ချတဲ့ဟာကြီးကခဏခဏပွင့်နေမယ်ကိုတော့မရှိဘူးတော့ဒါပေမဲ့လည်းကျွန်တော် C0 ဆိုရင်တော့နည်းနည်းပါတော့စောက်ရတာပေါ့နော် C ဟိုဒီပါလဲ C5 လောက်ဆိုရင် AC C1 နဲ့တော့ okay နေပါပြီခင်ဗျားတို့ C1 လို့ချင်းယူကျွန်တော် C1 ယူမ recommend ပေးတယ် signature ပုံကတော့မယူတာကောင်းမယ်ဗာလဲ Harbinger off down ရှိနေမှာဟာဟုတ်ဒါစိတ်ဘူးနေ easy ပေါ့ကဲဒါကတော့ကျွန်တော်ရဲ့စပိုင်း guide လေးဖြစ်ပါတယ်ခင်ဗျားတို့လည်းကြိုက်နေတက်လားကြိုက်နေတက်လားဒါမှမဟုတ်လိုပါရှိရင်ကျွန်တော်ပြောခဲ့ကြပါအောင်နော်ကျွန်တော်လည်းကျွန်တော်စပိုင်းရပြီးတော့2ပတ်3ပတ်လောက်စမ်းကင်ကြည့်ကြပါတော့ level 90ရောက်ပါပြီကန်ရတာ okay တယ်ဒါပေမဲ့ Fury နဲ့ဆိုတော့ကန်ရတာ enemy နဲ့ချရင်ကြာမခံရှော့ခန်းလာရှော့တယ်ဆိုတော့ Fury နဲ့ကျွန်တော် recommend မပေးဘူး300ဆိုတော့3တော့ရတယ်ကောင်းဆိုတော့မကောင်းဘူးပေါ့နော် hydro effect လေးလိုချင်တာလုပ်နေရတာထားပါတော့ကဲအားလုံးပဲဒီဗီဒီယိုဒီလောက်ပါပဲ see you bye bye နောက်ဗီဒီယိုကျမှပြန်တွေ့မယ်နောက်ဘာကြိုက်တင်ပြမလို့ဆိုတော့comment ထဲမှာရေးကြပါအောင်ta-da Did you just call me, you rapscallion? Auntie?